အမိုက်ပြတ်သက်မီးလောင်ဆိုတဲ့ပုံပြင်လေးဟာဆရာကြီးလီယိုရော့စထရိုင်းရဲ့လူစရိုက်လူတဘာဝကိုအတိတ်ဘယ်ကိုဖော်ပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။တခါတုန်းကယိုရှားနိုင်ငံရဲ့လယ်ကွင်းတွေကြားမှာတည်ရှိတဲ့ရွာလေးတစ်ရွာရှိတယ်။မနက်ခင်းတိုင်းနေထွက်လာတာနဲ့လူကြီးတွေလယ်ထဲဆင်းကြတယ်။ကလေးတွေရွာလမ်းမပေါ်မှာပြေးလွှားကစားကြတယ်။အဲ့ဒီရွာထဲမှာအိမ်နီးချင်း2ယောက်ရှိတယ်။အီဘန်ရှာချပါနော်နဲ့ကာဘီရဲဆိုတဲ့တောင်သူတွေပေါ့။သူတို့2ယောက်ကအရန်ချစ်ခင်ကြတဲ့မိကောင်းဆွေကောင်းတွေပါသူတို့အဖေလက်ထက်ကစလို့အခုချိန်ထိတယောက်မှမရှိတာဆိုရင်တယောက်အိမ်ကနေယူပြီးမျှဝေသုံးဆွဲကြတယ်အီဘန်မှာအမောဖောက်တတ်တဲ့တက်ကြီးရဲ့အိုအဖေနဲ့သား3ယောက်ရှိပါတယ်အကြီးဆုံးတယောက်ကတော့အိမ်ထောင်ကြပြီးအခုအလက်ကောင်ကမိမယူဖို့ပြင်ဆင်နေပြီလေအငယ်ဆုံးလေးကတော့အခုမှကလေးပဲရှိသေးတော့အိမ်အတွက်ကူဖော်လောင်ဖက်မရသေးဘူးပေါ့ဒီလိုနဲ့မိသားစုဘဝကပျော်ပျော်ရွှင်ရွှင်သားသားရပါပဲဒါပေမဲ့အရာအားလုံးကိုပြောင်းလဲသွားစေတဲ့အကြောင်းအရာလေးကအရန်အသေးအဖွဲကြောင့်ပါပဲအခုတလောအီဘန်ရဲ့ချွေးမကအီစတာပွဲတော်အတွက်အိမ်မာဦးတဲ့ကြက်ဦးတွေစူဆောင်းနေလေရဲ့ဒီနေ့မှာအီဘန်ရဲ့ချွေးမကပြောတယ်ကာဘီရဲတို့ခြံဘက်ကိုတို့အိမ်ကကြက်ကတွားဝင်ဦးထားတယ်ဒါကိုကြားတဲ့ကာဘီရဲရဲ့မိမကချက်ချင်းပြန်ပြောတယ်မင်းတို့ကမတရားဆွဆွဲနေတာဒီစကားလေးတခွန်းပါပဲဒါပေမဲ့အဲ့ဒီစကားကမင်းများတစင်းလို့ပါပဲစကားများတာကိုကြားပြီးအိမ်ထဲကလူတွေတယောက်ပြီးတယောက်ထွက်လာကြတယ်။ကလေးတွေပါပါဝင်လာတယ်။ငါတွေ့တယ်။မင်းတို့လိန်တာအတန်တွေမြင့်လာတယ်။မိန်းမတွေအော်ဟစ်ကလေးတွေပြန်အော်ပြီးတော့တယောက်ကတယောက်ကိုတွန်းလိုက်တယ်။နောက်တယောက်ပြန်တွန်းတယ်။ဒီလိုနဲ့ရံပွဲစတင်သွားတယ်။အဲ့ဒီအချိန်မှာအီဘန်ရဲ့အဖေထွက်လာပြီးပြောတယ်။တားရီအခုလိုအသေးဖွဲလေးတစ်ခုကိုအခုမရက်ရင်နောက်ဆုံးမှာပြစ်နာပူကြီးကုန်လိမ့်မယ်ဒါပေမဲ့ဘယ်သူမှမနားထောင်ကြပါဘူးနောက်ဆုံးမှာသူတို့နှစ်ဖက်စလုံးရွာလူကြီးအိမ်ကိုတွားကြရတယ်ရွာလူကြီးကပြောတယ်မင်းတို့အရင်တုန်းကမိကောင်းဆွေကောင်းတွေပါဒီညင်းပွားမှုကိုဒီမှာပဲရက်လိုက်ကြပါဒါပေမဲ့အီဘန်ကမလျှော့ဘူးကာဘီရဲကလည်းမလျှော့ပါဘူးနောက်ဆုံးမှာတရားရုံးထိရောက်သွားတယ်ကာဘီရဲကိုအပြစ်ပေးလိုက်တဲ့အခါသူ့စိတ်ထဲမှာမိတောက်တစ်ခုပေါက်ကွဲသလိုဖြစ်သွားတယ်။တညက်မှာလေပြင်းတွေတိုက်နေတယ်။ခြောက်သွေးတဲ့နွေရာသီလည်းဖြစ်နေတယ်။ရုတ်တရက်မီးအီဘန်ပြေးထွက်သွားခဲ့တယ်။မီးတောက်နေပြီးတော့ကာဘီရဲကိုမြင်လိုက်တယ်။အီဘန်ပြေးလိုက်တယ်။ကာဘီရဲကိုလက်ပူးလက်ချက်ဖမ်းဖို့ပေါ့။ဒါပေမဲ့မီးကပိုမိုကူးဆက်ကုန်တယ်။တအိမ်နှစ်အိမ်သုံးအိမ်တရွာလုံးမီးထဲပါသွားတယ်။လူတွေအော်ဟစ်ကလေးတွေငိုအားလုံးလောင်ကျွမ်းသွားတယ်။အီဘန်ရဲ့အဖေတောင်ရွာထဲကလူတွေဝိုင်းကူလို့အသက်ရှင်ကြံခဲ့တာပေါ့မင်းငိမ့်သွားတဲ့နောက်အီဘန်ရဲ့အဖေကပြောတယ်တားရီဒီရာအားလုံးဟာမီးစလေးတစ်ခုကနေစတင်ခဲ့တာပဲ။အီဘန်ကကျုပ်သူ့ကိုတွေ့တယ်အဖေလို့ပြောတယ်အီဘန်မျက်ရည်တွေကျလာတယ်။ဒါပေမဲ့ဘာတတ်နိုင်တော့မှလဲ။ဒါကြောင့်စိတ်မကျေနပ်မှုဟာမီးလိုပဲအသေးအဖွဲဖြစ်တဲ့အချိန်မှာပဲရက်လိုက်ပါမဟုတ်ရင်နောက်ဆုံးမှာအရာအလုံးကိုလောင်ကျွမ်းစေနိုင်တယ်။ဒီဇလန်လေးကနေပြောချင်တာကတော့အသေးအဖွဲကိစ္စလေးတွေကိုလစ်လျူရှုတဲ့အခါလစ်လျူရှုလိုက်ပါ။ကြီးမားတဲ့ပြဿနာတွေဖြစ်မလာအောင်ပေါ့။အခုလိုအဆုံးထိကြီးရှုနားထောင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။ဒီနေ့ထက်ဒီနေ့ဘ ഹു တုတွေတိုးပွားကြပါစေ။